Hello အားလုံးပဲမင်္ဂလာပါရှင်ဒီပြေလိုက်အိမ်ချမ်းမြေမှာယခုမိတ်ဆက်ပေးမယ့်အိမ်လေးကတော့မိန်းလမ်းမပေါ်တင်အာစီနှစ်ထပ်တိုက်လေးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ယခုမိတ်ဆက်ပေးမယ့်တိုက်လေးရဲ့တည်နေရာကတော့မန္တလေးမြို့ပြည်ကြီးတခွန်မြို့နယ်59မိန်းလမ်းမပေါ်တင်12118မှာအာစီနှစ်ထပ်တိုက်လေးနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အောက်ထက်ကဟော့တိုက်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းလုပ်တဲ့လူတွေလည်းအဆင်ပြေကားထားမယ်ဆိုလဲကြည်ကြဲလန်းလန်းထားလို့ရပါတယ်ရှင်သူ့ရဲ့အလှည့်လေးကတော့အရှိလှည့်ဖြစ်ပါတယ်ရှင်ပေါ်ထပ်မှာတော့အိတ်ခမ်းကျတစ်ခမ်းပါမယ်ရေရှိုးခမ်းအိမ်သာတွဲရဲ့အခန်းတစ်ခမ်းပါမယ်အိတ်ခမ်းကတော့နှစ်ခမ်းပါမှာဖြစ်ပါတယ်ရှင်ပိုင်ဆိုင်မှုစာရွက်စာတမ်းကတော့ခရမ်းမူရင်းနဲ့ရမှာဖြစ်ပါတယ်။လေသာခရမ်းမူရင်းကိုမှတက်တန်းက2040ခွန်မှတက်တန်းကုန်မှာဖြစ်ပါတယ်ရှင်။ရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့3500ညှိနှိုင်းဈေးလေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်။ပိုင်ရှင်ဓာတ်ရိုက်အယောင်းလေးကိုပိုင်ရှင်နဲ့ထိတ်တိုက်ဈေးစကားပြောနိုင်ပါတယ်ရှင်။ပိုင်ရှင်ဆုံးလို့လွယ်ပါတယ်ရှင်။ဒီတိုင်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းမေးမြန်းလိုပါကဒီပြေလိုင်းအိမ်ချမ်းမြေကျိုးဆောင်ဖုန်း3996995830 399660253385 3943332033ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။နေ့ရက်တိုင်းမှာလည်းစီးပွားရေးလက်လာပါတယ်ဒီအလားတိုးတက်ပါစေရှင်။ဝင်ငွေတွေလည်းဒီထက်မကားစားထက်တပိုးတိုးပါစေရှင်။အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်။